ကောင်းတဲ့လုပ်ငန်းတွေလုပ်တဲ့နေရာမှာခံနိုင်ရင်ရှိတဲ့သူမှပါရမီဖြည့်ပဲဖြစ်တယ်အလကားနေခဏခဏစိတ်ကောက်နေတဲ့မိမဘယ်လိုလုပ်ပါရမီဖြည့်ပဲဖြစ်ဟုတ်လားခဏခဏစိတ်ကောက်နေတဲ့ရည်သားဘယ်လိုလုပ်ပါရမီဖြည့်ပဲဖြစ်နော်ကြည့်ဘဝတစ်လျှောက်လို့ဟိုကအယက်သမားလာတောင်းတယ်ပေးလိုက်ပြန်ရောအဲ့လိုမျိုးပေးဆက်ခဲ့ရတဲ့ဘဝတွေရတော်တရားအများကြီးဒါကြောင့်ဘုန်းဘုန်းတို့ကမြတ်စွာဘုရားကိုကြီးညိုတယ်ဆိုရင်ရတော်တရားထေရီမာကြီးကိုပြစ်ထားလို့မရဘူးအမေပဲတို့အဖေခွန်အားတွေပြည့်ဖို့ရတော်တရားပေးဆက်ခဲ့ရတဲ့တတ္တိတွေဒါကြောင့်နောက်ဆုံးဘဝကျတော့မှမြတ်စွာဘုရားရှင်ကကပိလုကိုကြာလာတဲ့ကရတော်တရားလုံးဝထွက်မသွေးဘူးသူများတွေဆိုတော့ငန်းငန်းတက်နေမှာဟုတ်လားလုံးဝထွက်မသွေးဘူးငါပါရမီဖြည့်ခဲ့တဲ့ငါကျေးဇူးတွေကို तू သိရင်တဲ့ငါးစီရောက်လာလိမ့်မယ်တဲ့ဘုရားလည်းရတော်တရားရှိတဲ့တိုက်ခန်းတွေကိုကြွသွားတာပါပဲအဲ့မှာနောက်ကသောရဏမင်းကြီးပါတယ်အသက်90ကျော်ဘိုးကြီးပါတယ်တပိတ်ပိုက်လက်ဝဲလက်ရအသက်25နှစ်ပဲရှိသေးတယ်ရှင်သာရိပုတ္တရာနဲ့ရှင်မမောကလည်းဘုန်းကြီးဖြစ်တဲ့ချိန်လက်ဝဲလက်ရနှစ်ပါးပါသွားတယ်ရတော်တရားကဘုရားလောင်းတောထွက်ပြီဆိုနေအဲ့ဒီသလွန်တော်ပေါ်မှာဂရင်ပေါ်မှာလုံးဝမအိတ်တော့ဘူးကြံခဲမှာပဲအိတ်အညိုဝတ်စုံပဲဝင်နေတယ်အလှမပြင်းတာမရှိတော့ဘူးရှစ်ပါးသီလနဲ့နေတာ